ဒီကို partner နဲ့မဟုတ်ပဲနဲ့အခြားသူကိုရွေးချယ်ခွင့်ရှိရယ်မျက်စိကွင်းသွားဖို့အဲ့တော့ရွေးချယ်ချင်လား Okay ဒီစားရှိကိုလိုပဲ ကဲအဲ့တော့ညီမလေးကိုကိုပြီးမယ်ညီမလေးရအောင်ဒီလေးနဲ့ပဲသွားမှာဒါမှမဟုတ်နောက်တစ်ယောက်နဲ့သွားတယ် စိတ်မစိုးကြည့်ပြောရင် ရတယ်ညီမလေးနောက်တစ်ယောက် ချင်းကနောက်တစ်ယောက်ရေးသွားတယ်ပေါ့နော်အဲ့ဒါရေလုံးဝ surprise ပေါ့နော်လက်တို့အကုန်လုံးလည်းလန့်သွားကြတယ် main game ဘက်ကနေပြောရရင်ရွှေရင်ချင်းကလည်းသူ chance ကိုသူအကောင်းဆုံးတုံးလိုက် Nice damn သူတို့က chemistry မိတေရောင်နဲ့ဗျာ သူတို့နှစ်ယောက်ကအဓိကတယောက်နဲ့တယောက်မာနာတွေရှိနေရလားမသိဘူး စိုက်ထုတ်ပြီးလှုပ်ထားပြီးတော့မှသူဖြစ်ကန်ရတဲ့အတွက်ကြောင့်မလို့ကဆိုတော့အဲ့ချိန်မှာစိတ်လည်းမကောင်း ညီမရွေးချယ်တဲ့သူရဲ့စီကိုသွားလိုက်နော် ဟုတ် အင်ဂျင်ကလည်းသူ chance ကိုသူအကောင်းဆုံးသုံးချတာပဲ ဘယ်လိုပြောရလဲကိုဖုံးမြက်ကအရန်ဒေါသကြီးပြီးတော့ကျွန်တော်ဝုံတိုင်းကျဲပြီးတော့အဲ့လိုဖြစ်သွားတဲ့ဟာအဲ့ဒီကွက်ကြီးကတော့မမိုက်ဘူးပေါ့နော်ယောက်ျားလေးဘယ်လိုပဲဖြစ်ကွာဒါရပွဲမှာတော့သူနည်းနည်းသူ ကဲဘယ်သူကိုရွေးကြမလဲပေါ့ ကျွန်တော်မမေ့ကြည့်ရအောင် အဲ့ဒါတော့ဘာမှမဟုတ်ဘူး အဲ့တော့ဒီဇုံတွဲနှစ်တွဲက